ကညာပေါင်းကြည်ကျွန်းတောင်းတို့လူကြောင့်ဒါနပြုပါရသည်ဤပါယနာဝေလာမလေးယခုအခါတဲ့ကိုတော်သူကြီးဆရာဖိတ်စာမဖတ်ဖဲနဲ့ခင်ဗျအလူရှင်လူမတွေသိပါတယ်နော်ဟုတ်ကဲ့ဘာသိကိုလူလဲလို့မေးရင်ယခုအခါဥအောင်တို့ရဲ့လူပါဆရာဥအောင်တို့ဗျာဥအောင်တို့ဆိုလေဟာဆရာမရတော့ဆရာဒီလုံးမှာပြည့်သွားမယ်ယခုအခါဥအောင်တို့ရဲ့အလူတော်ပါဒါလေးကျွန်တော်တို့ခင်ဗျားတို့ပီတိဖြစ်ရတာအလူရှင်တွေကသိမ်းမောင်းဟုတ်လားထောင်းချီအကုန်ကြခံလူတာဟဲ့ငါတို့လူကြီးဟဲ့ပီတိဖြစ်လိုက်တာကျဉ်းလိုက်တာဟုတ်ကဲ့လားအဲ့ဒီပီတိလေးကိုကျွန်တော်တို့ခင်ဗျားတို့ကကုသိုလ်ရရတာမဟုတ်ဘူးလားဟုတ်တယ်ဒါကြောင့်မို့လူတို့ကနံပီလေးပေါအောင်ထည့်ဆိုသေးချင်တာငါသမီးဆိုသားမှာပါတဲ့အလှတကဥအောင်တို့ရဲ့စေတနာတွေမှာသာသနာထွန်းရှင်ဝါလူတော်မူရှာနတ်ပြည်ချောင်းထက်ရောက်မှမလွေပါကိုစောသူကြီးဆရာဥအောင်တို့ကလူပြူကြီးလားမိန်းမရှိပါတယ်အလုံးမရှိတာဒါကိုသိစေချင်တာဟုတ်ကဲ့ဟုတ်လားလူပြိုကြီးမုံမှသိတာပေါ့ဒါပေမဲ့အလုံးတစ်ခါပါရင်အလုံးမှပါပါတယ်ဗျာလို့သိစေချင်လို့ငါသမီးအလုံးမှကြတော့လေပအောင်ဆိုရမှာလေဟုတ်ကဲ့အလှအမဒေါ်ထီထီလွင်ရဲ့စေတနာတွေမှာသာသနာထွန်းရှင်ဝါလူတော်မူရှာနတ်ပြည်ချောင်းထက်ရောက်မှမလွေပါမူရင်းစာသားကစ
စိတ်ကြပေါ်ဆိုင်တော်ကြီးနဲ့လားအဲ့ဒါကမူရင်းလူတကာကျတူကမိတ်တူကျွန်တော်တို့မူပိုင်တခြင်းဖို့ဘူးဟုတ်ကဲ့လားအဲ့တော့မူကြီးပညာရှင်ကြီးတွေကိုလေးစားသောအားဖြင့်အဲ့ဒီပုဂ္ဂိုလ်ကြီးတွေနာမည်ထဲ့ဆိုပေးရမှာလေအဲ့ဒါမှတဘာဝကြောက်တော့မပေါ့ဟုတ်ကဲ့လားစိတ်ကြပေါ်ဆိုင်တော်ကြီးနဲ့သာဒါနစီတီလို့လားတဲ့လူတကာလူမတွေကရွာသားကျမတို့တိတ်ခွေဖမ်းထားတယ်ဘုံတော့ကတော့ဒီခေတ်လိုက်လွှင့်ထားတယ်ဗီဒီယိုရိုက်ထားတယ်ဆိုင်းစီယာကျမတို့လူမှာဆိုင်းစီယာတီးတာပါသေးချင်တာသိသေးချင်တာလေလူတကာလူမတွေကပြောတော့အဘစိန်ကြားပေါ်ရဲ့တပိအကြီးဆုံးဖြစ်တဲ့နှဲပညာရှင်နှဲဝိသာအဘဥစိန်များရှင်ထံတွားဩဃာတလက်အုပ်ချီကြော့ပြီးတော့အဘဒီတချင်းလေးကိုကျွန်တော်နာမည်လေးအလူတကာလူမတွေထဲ့ဆိုခိုင်းထားပါတယ်အဘဒါလေးကိုစိုးခွင့်ပြုပါမလားအဘရဲ့ဟာဆိုရမှာပေါ့မောင်တူဝင်ရကိုတူဝင်ရတို့ဆရာစိန်ကြပေါ်နာမည်လဲပေါအောင်ဆိုလေကိုနာမည်လဲပေါအောင်ဆိုရမှာအဘတို့ခုပြည့်ရင်ကျွန်တော်ဆိုပြရသည်ဆိုပါဗျာလို့ပညာရှင်ကြီးတွေခွင့်ပြုလို့ကျွန်တော်နာမည်ထည့်ဆိုတာနော်မူရင်းကတကယ်ဆရာကြီးတွေစိန်ကြပေါ်ဆိုင်တော်ကြီးနဲ့သာဒါနစီတီးလို့လားတဲ့ဟုတ်ကဲ့လားဟောဒီပွဲကြတော့ကိုခွန်တော်ဆိုင်တော်ကြီးနဲ့သာဒါနစီတီးလို့လားဟောကိုရုံကြီးကလာရောက်ပြီးတော့ကုသိုလ်ယူတာစိတ်တော်ဆိုင်တော်ကြီးနဲ့သာဒါနစီတီးလို့လားတဲ့ကြာတဗျာအမြယူတော်မူကြပါရှင်ကိုရမိုးကြီးကျွန်တော်အနုပညာသိချက်တယ်ကျွန်တော်ဘယ်တော့မှအနုပညာပြစ်ပယ်မထားဘူးနော်ကျွန်တော်တို့အနုပညာလုပ်ငန်းအင်မတန်မြန်လို့စရာကောင်းတယ်ကုသိုလ်လည်းရတယ်ဝမ်းလည်းဝနံပါတ်1ဝမ်းပါလို့ဝကိုသောသူမနေ့ကစောကြီးရောက်တယ်နော်ဟုတ်လူတကာလူမကထမင်းမကျွေးဘူးလားကျွေးတယ်ဘယ်နဲ့တနတ်စားပြီးပြီနော်ဟုတ်ကဲ့ညနေခင်းအဲ့ငံပြီးတော့တနတ်ကျွေးတယ်ဟုတ်ဟောဆိုင်ပြီးတော့လူတကာလူမတွေကတက်ကျွေးအောင်မှာဆိုင်ပြီးတော့ညကျွေးအောင်မှာဒါတင်3နဲ့ရှိနေပြီဟုတ်ကဲ့နောက်နေ့မနေ့ခင်းဟော4နဲ့ဟောပိတ်သိခံပြီးတော့ဆိုင်းဆရာတို့ထမင်းစားယူမှပြန်ကြနော်ထမင်း9နဲ့ကျွေးတာကျွန်တော်တို့အဖွဲသားလုံး9နဲ့ကျွေးတာနော်ဟုတ်တယ်အဲ့ဒါပြီးတော့ကိုဝင်းအောင်ကြီးဟောကြံငွေဘလောက်ရကိုဝင်းအောင်ကကြံငွေတရမှာရော့ဇောသူအမင်းတို့ကဘလောက်နေဆရာတို့ကဘလောက်ဘုရုတို့ကဘလောက်ကိုဇောသူရဲ့မိသားစုအားလုံးစားဝတ်နေရေးနေဆရာရဲ့မိသားစုအားလုံးစားဝတ်နေရေးမိသားစုအားလုံးမြောက်များစွာလူပေါင်းရာချီပြီးတော့လူတကာလူမတွေကကျွေးလိုက်တာဝမ်းမဝပြီဘူးလားဟုတ်တယ်ကုသိုလ်ဘဲကရတာရုခေါ်ကတဝဲရလူတကာလူမတွေကမရက်ပြန်ဘိသိခံပြီးရင်ရွှေခွက်မှာရည်တဲ့ချမှာဟုတ်အဲ့ဒီအချိန်ကလူတကာလူမတွေကအယုတ်လက်မှန်ပြီးငါနဲ့မတက်လို့အဲ့ဒီအိမ်ငါအမျှမပေးဘူးကွာလို့မရှိဘူးနော်ရှိပါဘူးတက်သည်ဖြစ်စေမတက်သည်ဖြစ်စေသိသည်ဖြစ်စေမသိသည်ဖြစ်စေလူတကာလူမတွေကအမျှပေးမှာစိန်တော်ဆိုင်တော်ကြီးနဲ့သာဒါနစီတီးလို့သာကြာသမျှအမြယူတော်မူကြပါရှင်ကိုတော်သူရေဆရာခင်ဗျားတို့ကျွန်တော်တို့ကကုသိုလ်ရအောင်တာရုခေါ်ရလိမ့်မယ်ဟုတ်ကဲ့ကိုကျော်ခိုင်ဝင်းဘေးနှမ်းကြည့်မနေနဲ့ဗျခင်ဗျားလည်းကုသိုလ်ရအောင်တာရုလေးတော့ပတ်သက်ကခေါ်အောင်အိတ်ကိုအိတ်လောက်ရောပေါ့ဟိုကတာရုပါအမြယူတော်မူကြပါ
ဖို့ရ လူတို့မှနဲ့ချိုက်စေလို့ရ အောင်စီမင်္ဂလာနောင်ချစ်စင်မကွာလူတို့မှနှိမ့်ချိုက်စေဖို့ရ လူတို့မှနဲ့ချိုက်စေလို့ရ ကျက်တဲ့ရေမင်္ဂလာရှိတယ်စာရီပါစာရီပါ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 ချစ်ဆိုင်တော်ကြီးနေတာစိတ်မျိုးစိတ်အားပေါ်တာလေမြစ်တာမဟာ ရှေ့တို့ဗါလေအောင်စီမင်္ဂလာငါသမီး ရှင်အောင်စီမင်္ဂလာနောင်ချစ်စင်မကွာ စာသားကူကကြက်တည်ရှိတာ လူတို့မှနှစ်ချိုက်စေဖို့ရ ပရိသတ်အားလုံးလူတို့ကလူမအားလုံးလူလူအားလုံးနှစ်ချိတ်အောင်လဲဆိုပါမယ်တီးပါမယ်ရေးပါမယ်ပြောပါမယ်ပေါ့ကြက်တည်မင်္ဂလာရှိတဲ့ စာရီပါစာရီပါ ဟုတ်တယ်လေမိန်းကလေးတန်ကညာတန်ယောက်ျားလေးတန်ကဘဲတန်ကိုတော်သူမှန်းနေစာရီပါစကင်းဆိုတာအဲ့လိုဒီတိုးလိုက်ရတယ်နော်အဲ့ဒါမှအရတမြောက်တာကျက်တည်မင်္ဂလာရှိတဲ့ စာရီပါစာရီပါ ကျက်တည်မင်္ဂလာရှိတဲ့စာရီပါကျက်တည်မင်္ဂလာရှိတဲ့စာရီပါ ရွှေဆိုင်တော်ကြီးနေတာစိတ်တွင်တဆရာပေါ်တာလေမြစ်တာမဟာ စောတော့ကပြောခဲ့တယ်လို့အရေးတယ်မဟုတ်ပါဘူးတဲ့တချင်းတယ်မဟုတ်ပါဘူးတဲ့ဆရာကြီးတွေကလေကိုတော်သူဟောဒီပိုက်မှာလေအမလီမောင်းလွဲဟန်လွဲဂိုက်ကောင်းမောင်းကောင်းနဲ့ဒီလိုတီးခဲ့တာလားတော့ဟာ